အားလုံးပဲမင်္ဂလာပါဒီနေ့ Emily the cheapest trip store in KL ရဲ့ဆိုင်လေးကို explore လေးလုပ်ပေးတော့မယ့်ဗီဒီယိုလေးဖြစ်ပါတယ် Emily personal ကိစ္စကြောင့်ဗီဒီယိုမရိုက်ခဲ့တာလည်းကြာပါပြီ Emily ဝတ်ထားတဲ့ဆွဲသက်လေးကတော့မလေးရှား weather နဲ့ဆိုရင်တော့မကိုက်ပါဘူးဒါပေမဲ့အနေကမိုးအရွံ့ရွာပြီးရာသီဥတုလည်းအရန်အေးနေတာပါအခု Emily တော့မဲ့ second hand ဆိုင်ကဆိုင်ခွဲအများကြီးရှိပါတယ်ဒါပေမဲ့ Emily ကစပန်းရဟောက်သွားမှာပါပိုနေတယ်ဆိုတော့ဒီဆိုင်ကိုတိပိတာလူလည်းများတယ်လို့မသိတဲ့သူလည်းများမယ်လို့ထင်ပါတယ်Emily နေတဲ့နေရာနဲ့ဆိုရင် one station ပဲစီးရပါတယ်။အဲဒီကနေလမ်းလျှောက်လိုက်ရောက်ပါပြီ။ Asia weather တော့အဲ့လိုပါပဲဒီဘက်မိုးရမ်းရွာတယ်ဆိုရင်နောက်ဘက်ကနေရမ်းပူတော့မှာပါ။ Emily တော့မဲ့နေရာတော့ရောက်ပါပြီ။သူတို့အဲ့ဒီမော်ရှင်းမှာသူတို့ရဲ့ဆိုင်နာမင် JBR Bundle ဆိုတဲ့ဆိုင်ဘောအကြီးကြီးနဲ့လည်းရေးထားပါတယ်။အဲ့ဒီမော်ထဲရောက်ပြီဆိုရင်တက်လေကအပေါ်သစင်တက်လိုက်ပြီဆိုရင်ရောက်ပါပြီ။သူတို့ကတော့နေတိုင်းဖွင့်ပါတယ်မနေ့10နာရီည10နာရီထိဒါပေမဲ့ every Friday ဆိုရင်တော့သူတို့စူတောင်းချိန်12နာရီခွဲနေ2နာရီခွဲထိတော့ပိတ်ပါတယ်။ဈေးနှုန်းကကြတော့2ကျပ်5ကျပ်အနည်းဆုံးကနေစားပါတယ် branded တွေကကြတော့40 50သူ့ quality နဲ့လည်းဆိုင်ပါတယ်ဒီ section ကတော့ clay section ပါယောက်ျားလေးမင်းကလေးလေး skating အနွေးထဲကြောပိုးအကုန်လုံးနေပါရပါတယ်ငန်ချတော့ခါနီးမှာ budget မရှိဘူးအနွေးထဲလိုအပ်တဲ့ဆိုရင်လည်းလာကြည့်မစိုးပါဘူးဒါပေမဲ့ quality ကတော့အသစ်နဲ့တော့ကွာခြားမှာပါဒါပေမဲ့ Emily တဘောမကြတဲ့တကူကသူတို့မှာအဖွက်ချင်းတွေတိတ်မရှိဘူးအကုန်လုံး skinny ချင်းတွေပဲကိုက vintage ပုံစံတွေပူကြိုက်တယ်ဆိုရင်တော့ second street ကို Emily recommend ပေးပါတယ်ဒါပေမဲ့ second street ကဒီဆိုင်ထက်ဆိုင်ရင်တော့ပိုဈေးကြီးပါတယ် Emily ဒီဆိုင်မှာတဘောအကျဆုံးဆိုရင်တော့ Fana section ပါ Emily ကြိုက်တဲ့ brand တွေရောအများကြီးတွေ့ခဲ့ပါတယ်ဒါပေမဲ့ site ကတော့နည်းနည်းခက်ပါတယ်ကိုကဘောလုံးကန်ပြပြင်ဆင်မှာဝယ်ဖို့ budget လည်းမရှိဘူး online မှာဝယ်ဖို့လည်းတတိမရှိဘူးဆိုရင်ဒီဆိုင်မှာဆင်ပြေပါတယ် quality ကတော့ Emily လည်းတေချာမသိပါဘူးဒါပေမဲ့ကိုလာမှကိုသိမှာဆိုတော့အခက်ကြဖနက်ကတော့ယောက်ျားလေးဟာပုံများပြီးမင်းကလေးဟာဆိုရင်တော့နည်းနည်းရှားတယ်ပေါ့နော်အခု Emily သွားတဲ့နေရာအကြီးဆုံးဆိုင်မဟုတ်သေးပါဘူးပစ္စည်းတွေတိတ်မစုံဘူးပေါ့နော်တကယ်လို့ကိုကအကြီးဆုံးနေရာကိုသွားချင်တယ်ဆိုရင်တော့ရှာလမ်နဲ့တမန်ဇာရာကိုသွားလိုက်ပါပစ္စည်းတွေ furniture နေစအကုန်လုံးရှိပါတယ်နေရာအကျယ်ဆိုတော့ကိုကြိုက်တဲ့ပစ္စည်းကိုရှာဖို့အချိန်အများကြီးပေးရပါတယ်ကဲအခု Emily ဖနက်တွေကိုလည်းကြည့်ပြီးဆိုတော့ auto section ဘက်ကိုသွားကြည့်မှာပါအုတ်ထုပ်တွေကတော့ option ကတော့အများကြီးပါပဲဒါပေမဲ့ Emily ကြိုက်တဲ့ design ကိုတော့မတွေ့ခဲ့ပါဘူး Emily ကြိုက်တဲ့ design လေးတွေကို try on လေးလုပ်ပြီးဒါပေမဲ့မဝယ်သွားခဲ့ပါဘူး Emily ကအုတ်ထုပ်ကြိုက်တဲ့သူတွေထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့အုတ်ထုပ်ကိုနဲ့လိုက်မဲ့အုတ်ထုပ်ကတော့နည်းနည်းရှားပါတယ် shopping က Emily ရဲ့ hobby တခုဆိုလည်းမမှားပါဘူးဝယ်မဝယ်ရင်တောင်မှဒီလိုကြည့်အောင်တက်နဲ့လည်းပျော်ပြီးအရင် satisfy ဖြစ်တဲ့သူတယောက်ပေါ့Sport session မှာ sport ပေါင်းပြီး ballon jersey, gym short and NG necktie ရကြလေး vest ဒါတွေအကုန်လုံးသူတို့တူထားပေးထားပါတယ်။ Emily က ballon jersey တွေအရန်ကြိုက်တဲ့သူတယောက်ပါ။ဒီကြိုက်တဲ့ blouse တွေအများကြီးတွေ့ခဲ့ပေမဲ့ Emily မ try ခဲ့ဘူးပေါ့နော်။ဒါပေမဲ့ဒီ jersey ကိုတွေ့လိုက်တာနဲ့ Emily အရန်ကြိုက်လို့ try ပြအောင် try မယ်ဆိုပြီး try ခဲ့ပါတယ်။ဒါပေမဲ့ Emily try ခဲ့တဲ့ jersey တွေကအများဆုံးက original ဆိုတော့ဈေးနှုန်းကတော့20 30 40 50အပေါ်ကနေရှိပါတယ်သူတို့မှာဘောလုံးအင်ဂျီပဲရှိတာမဟုတ်ပါဘူးအခြား jersey တွေအများကြီးရှိပါတယ်ကိုကဘောလုံးအင်ဂျီတွေကိုပဲကြိုက်တော့ဘောလုံးအင်ဂျီတွေကိုပဲ try ဖြစ်ခဲ့တာပေါ့နော်ဒီဆိုင်ရဲ့ဆိုင်ခွဲ address လေးတွေကိုလည်း Emily caption မှာရေးပေးထားခဲ့ပါတယ် Emily video ရိုက်တိုင်းအခက်ခဲဆုံးကတော့ voice record ပါဘာဖြစ်လို့လဲဆိုတော့ Emily ရဲ့ first ဘာသာစကားတော့ဗမာစကားမဟုတ်ပါဘူးအကြောင်းမှားတာရှရင်လည်းခွလို့ပေးကြပါ Emily ကိုနောက် video တွေမှာဘယ်လို video လေးတွေရဲ့ခိုင်းစီခြင်းလဲဆိုတာကိုလည်း comment မှာရေးခဲ့လို့ရပါတယ် for me video လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့ရောက်စီတိုင်းကိုဖျားရှင်ကောင်းကြည့်ပေးပါစေ bye bye